အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ကျွန်တော်တို့ထိုင်းကိုအလဲသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးလေးမော်မရောက်ခင်ဒီလေစိတ်ထဲမှာဘာတွေလောက်ရလဲဆိုတာကိုဒီနေ့ပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဦးဆုံးလေစိတ်ကိုရောက်ပြီးဆိုရင်လောက်ရမယ့်အချက်က၄ချက်ပဲရှိပါတယ်ပထမချက်ကတော့check in အရင်ဝင်ရမှာပေါ့နော် check in ကတော့သူက၃မျိုးဝင်လို့ရတယ် online check in ဝင်လို့ရတယ်ကျွန်တော်တို့manual ဝင်လို့ရတယ် self service ကနေဝင်လို့ရတယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ immigration ကိုထည့်ရမှာပဲဖြစ်ပါတယ် immigration ပြီးတော့ပြီဆိုရင်တော့ security check လုပ်ပါလိမ့်မယ်ကျွန်တော်တို့ပါလာတဲ့ပစ္စည်းတွေကိုအဲ့ဒါပြီးတော့ရင်တော့ကျွန်တော်တို့ gate ရှာပြီးတော့ boarding pass နေရာမှာတော့ဆောင်ရုံပဲဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ကျွန်တော်တို့ဘယ်လို check in ဝင်မလဲဆိုတာအခုဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့ self service check in လည်းလုပ်လို့ရပါတယ်ဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့ check in ဝင်နေတာပါဟယ်လိုခုဆိုရင်တော့ကျွန်တော်တို့ check in ဝင်ပြီးတော့ပါပြီ check in ဝင်ရတာအရင်မြန်ပါတယ်အခုကအလုံးမရှုပ်တဲ့အချိန်ဖြစ်နေတော့ခုဆိုအခုတော့ကျွန်တော်တိကျရပါပြီခုဆိုရင်တော့ကျွန်တော်တို့ရှင်းပြဖို့သွားပါတော့မယ်ဒီ claim baggage ကိုဒီ hand carry လေးတွေကို claim လုပ်ရတဲ့ဟာကိုလည်းဖြတ်ပြီးသွားပြီဆိုတော့ခု gate number E6 ကိုရှာပါမယ်ဟယ်လိုခုဆိုရင်တော့ကျွန်တော်တို့နည်းနည်းလောက်တက်ပြီးတော့ငေးလိုက်ပါအောင်မယ်ဟုတ်မိမလာပြီခုတော့နိုင်ဆိုင်ရှိရောက်နေပါတယ်နိုင်လေးကြည့်လိုက်ပါအောင်မယ်ဟုတ်ကဲ့ကျွန်တော်တို့အေးရှာမယ်အေးဆိုရင်ပေါ့နော်ဒီလိုလက်ညွန်ဆိုင်ပုံလေးရှိပါတယ်အဲလက်ညွန်ဆိုင်ပုံလေးတွေရှာလို့ရပါတယ်ကျွန်တော်တို့ကအခုက E lane ကိုသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာယထာရှိမှာပဲဖြစ်ပါတယ်အခုယထာရောက်ပါပြီအဲဆိုကျွန်တော်သွားလိုက်ပါအောင်မယ်အခုတော့ကျွန်တော်တို့ရဲ့ gate ကိုရောက်ပါပြီအိုးမနံပါတ် E ဆိုတော့အဲ့တော့မှာပါခုဆိုတော့ကျွန်တော်တို့အချိန်နဲ့ရသေးရတယ်ဒီတောက်လိုက်ပါအောင်နော်ကျွန်တော်တို့နောက်ဆုံး gate ကိုရောက်ပါပြီအခုအချိန်နဲ့ရရတယ် coffee လေးတောက်လိုက်ပါအောင်မယ်ဒီနေ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့လူအားလုံးကျွန်တော်ရဲ့နောက်ဗီဒီယိုလေးတွေကိုသိနိုင်အောင်လည်း notification ခေါင်းလုံးလေး on ထားဖို့ပြောပြချင်ပါတယ်ဗီဒီယိုလေးတွေကိုချိုင်းနေတတ်တဲ့ဆိုရင် like and subscribe လေးလုပ်ဖို့လည်းတောင်းဆိုပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နောက်ထပ်ဗီဒီယိုလေးကတော့ကျွန်တော်တို့နေပုံမှာဘာတွေလုပ်လို့ရလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ် see you in the next video bye bye